Okay ဒီနေ့ဒီမှာ API key ယူမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် browser တစ်ခုကိုသွားပါမယ် browser Chrome နဲ့ရသလိုပဲမဲ့ဆိုရပါတယ်အဲ့တော့ကျွန်တော်ကဒီမှာသွားပြီးတော့ Google AI Studio ဆိုပြီးရိုက်ရှာလိုက်ပါမယ် Okay Google AI Studio ဆိုရိုက်ရှာပြီးသွားပြီဆိုရင်ဒီအပေါ်ဆုံးမှာတက်လာတဲ့ Google AI Studio ကိုသွားပါမယ်သွားပြီးတော့ဆိုရင်ကျွန်တော်ကမြန်မာနိုင်ငံမှာနေတဲ့သူတွေအတွက်ဆိုရင်ကျွန်တော်တို့အတွက်က VPN ရှိဖို့လိုအပ်ပါတယ် VPN ခံထားရပါမယ်တခြားရောက်နေတဲ့သူတွေဆိုရင် VPN ခံကြမလို့ပေါ့မြန်မာနိုင်ငံအတွက်ဆိုရင်ကြိုက်တဲ့ VPN ခံလို့ရပါတယ်ပြီးရင်ကျွန်တော်ကဖုန်းမှာဆိုလဲဒါသုံးလို့ရပါတယ်ဒီ API key ပုံစံလေးပေါ်နေတဲ့ကိုချက်သွားပါမယ်သွားပြီးတော့ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်က account တစ်ဖြစ်နေဆိုဒီ key တွေပေါ်နေအောင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကဒီမှာ create API key ဆိုပြီးတော့ကျွန်တော်တို့ကဖွင့်လိုက်ပါမယ် create API ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ project တစ်ခုခုမရှိသေးဘူးဆိုရင်ဒီမှာ in create project ဆိုပြီးတော့နေမယ်ပြီးရင်ကျွန်တော်ကနာမည်လေးတစ်ခုပေးလိုက် create လုပ်လိုက်မယ်Okay ဒီလိုလေး new project create လုပ်ပြီးသားဆိုရင်ကျွန်တော်က create API key ကိုနှိပ်လိုက်အောင်ပါပဲဒီလိုဆိုရင်ကျွန်တော်တို့က API key တွေရပါလာပါပြီအဲ့လို API key လေးကျွန်တော်ကဒီမှာ copy လေးကုသလိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်တို့ရဲ့လိုချင်တဲ့ API key လေးရလာပါပြီနော်